အားလုံးပဲမင်္ဂလာပါဗျာနော်မျိုးတွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည်စုံတဲ့ညချမ်းလေးပါကိုပြေ9:50လောက်ကလွှင့်တဲ့ဗီဒီယိုဖိုင်လေးလိုက်ရှိုးလေးကပြတ်သွားလို့ကျွန်တော်တို့ဒီကောင်လေးကနေပဲလာရောက်လိုက်လွှင့်ပေးခြင်းလည်းဖြစ်ပါတယ်နော်ဒီကောင်လေးကနေပဲကျွန်တော်တို့ပုံမှန်လေးတွေပဲကျွန်တော်တို့ဗီဒီယိုဖိုင်လေးတွေပဲတင်ပေးသွားမယ်ဗျလိုက်လေးတွေတော့မလွှင့်တော့ဘူးပေါ့နော်တကယ်လို့ကိုပြေမိတ်ဆွေတွေအားလုံးပဲကိုပြေလိုက်ရှိုးလေးဗီဒီယိုဖိုင်လေးကိုတွေးခဲ့တဲ့မိတ်ဆွေလေးလည်းရှိရင်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲ channel လေးကို subscribe လေးနေပြီပါအခုကြည့်နေတဲ့ဗီဒီယိုဖိုင်လေးဒီလေအခုဒီမှအားလုံးပဲတအုံးမြင့်တအုပ်တွေ့အများမြင်များတွေ့အောင်လို့တတ်နိုင်သမျှ share လို့ရမယ့် group လေးတွေမှာ share ပေးပါအောင်ဗျာနော်မှန်လေးတွေမတောက်ကသေးဘူးဆိုတော့မိတ်ဆွေလေးတွေများပိုင်လေမှန်လေးတွေတောက်ပေးပါအောင်9:50ရတခါဗီဒီယိုဖိုင်လေး like လေးလွှင့်လိုက်တဲ့ like လေးကအခုဆိုအပန်းခံသွားရတယ်ပေါ့ဗျာနော်လွှင့်လိုက်တဲ့ like လေးကအပန်းခံသွားတာတော့ကျွန်တော်တို့အခုဗီဒီယိုဖိုင်လေးတစ်ပုဒ်နဲ့ပြန်လည်ပြီးတော့တင်ပေးလိုက်ခြင်းလည်းဖြစ်ပါတယ်အခုဗီဒီယိုဖိုင်လေးကိုမြင်နေရတွေ့နေရဆိုအကိုရမိုင်းအလုံးပဲခုဗီဒီယိုဖိုင်လေးကိုမြင်နေတွေ့တယ်ဆိုရင်လည်းကြော်မသွားကြပါနဲ့ဦးဗျာနော်အစားအနေအလဲအဆုံးဗီဒီယိုဖိုင်လေးကိုဝင်ကြည့်သွားပေးကြပါကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲကျွန်တော်တို့ဒီနေ့အင်္ဂါနေ့မနက်7:00နာရီ10မိနစ်မှာပေါ့ပတ်မယ်ပတ်တီးလေးကတော့ကိုရီမိုင်းအားလုံးပဲ9ပတ်တီးလေးပါဗျာနော်9နဲ့ပတ်သက်ပြီးတော့52မှခွန်92မှ3ဆိုတဲ့ကဏ္ဍလေးပဲဖြစ်ပါတယ်ကိုပြည့်ရဗရိတ်အနေနဲ့ကိုပြည့်မိတ်ဆွေတွေအားလုံးကိုပြည့်ရနှစ်ပရိတ်လေးပေးထားပါတယ်မနေ့ပြန်မနေ့7:00နာရီ10မိနစ်မှာနှစ်ပရိတ်လေးပဲဖြစ်ပါတယ်မွေးကနန်းအနေနဲ့ကိုရီမိုင်းအားလုံးပဲတစ်ပတ်လုံးစာအတွက်3.3ရဲ့4.3ရဲ့ပဲဖြစ်ပါတယ်ဗျာနော်3.343ပဲဖြစ်ပါတယ်ကိုပြည့်မိတ်ဆွေအားလုံးမွေးကနန်းအနေနဲ့ပေါ့နော်ကိုပြည့်မိတ်ဆွေအားလုံးကကျွန်တော်တို့ဒီအပူအနေနဲ့ကြိုက်တဲ့မိတ်ဆွေလေးတွေရှိလို့ရှိရင်နော်66ကဲ88ကဲဦးဒါတော့ကစားပေးပါမနက်7:00နာရီ10မိနစ်မှာဘရိတ်ကတော့နေဘရိတ်ပါကိုပြည့်နဲ့ကန်ဆက်ချင်တဲ့ကိုရီမိုင်းအားလုံးလည်းကန်ဆက်လို့ရပါတယ်ကိုရီမိုင်းအားလုံးပဲကန်ဆက်ချင်တဲ့မိတ်ဆွေလေးများရှိရင်ကန်ဆက်လို့ရပါတယ်ပေါ့နော်အင်္ဂါဖို့တဘူးကြာတဲ့ဘရိတ်3ရက်စာတော့ကန်ဆက်ကြီးလေးကိုရီမိုင်းအားလုံးပဲဟိုနံပါတ်လေးတွေကိုကျွန်တော်အကောင့်ထဲမှာကျွန်တော်နံပါတ်လေးတွေရေးပြီးထားပါမယ်ပေါ့ဗျာနော်အားလုံးပဲကံကောင်းကြပါစေဆင်ပြေကြပါစေဗျာအားလုံးတက်တာပါနော်မျိုးတွေအားလုံးပဲမင်္ဂလာရှိတဲ့ညချမ်းလေးပါ